Bronica ရဲ့ပြိုင်ဘက် Maxen ကဘလို့ fighter မျိုးလဲမြန်မာ fighter ကင်းချစ်တဲ့မယ်လီ Bronica ကတော့ One Championship Promotion မှာပွဲရလို့တွားခဲ့ပြီဖြစ်ပါတယ်။ Bronica ကလာမယ့်နိုဝင်ဘာ9ရက်နေ့မှာကျင်းပမယ့် One Fight Night ပြိုင်ပွဲမှာ Algeria ပြင်သစ် fighter ဖြစ်သူ Anixa Maxen နဲ့ Middleweight ကပောက်စင်ပွဲစဉ်ကိုထိုးသက်သွားမှာဖြစ်ပါတယ်။ Bronica ရဲ့ပြိုင်ဘက်ကဘလို့လူမျိုးလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါ။ Maxen ကအသက်38နှစ်အရွယ် Wine Fighter တစ်ယောက်ဖြစ်ပါတယ်။အရက်ကတော့9 ဘိတ်6လက်မှရှိပါတယ်။အသက်အရွယ်ကကြီးနေတယ်လို့အတွေးကြုံကတော့အတော့ကိုများတာပါ။ One Championship ရဲ့နာမည်ကျော် fighter တွေနဲ့လည်းထိုးသက်ထားဖို့ပါတယ်။ Maxen ကနောက်ဆုံးပွဲမှာဂျပန်နာမည်ကြီး fighter ဖြစ်သူကာနာကိုနိုင်ရရှိထားခဲ့သူဖြစ်ပါတယ်။ကနဝေး fighter Maxen က fighter ဘော့ပွဲစဉ်စုစုပေါင်း104ပွဲအထိကိုကစားထားပြီး9ပွဲပဲရှုံးနိမ့်ထားတာကိုတွေ့ရပါတယ်။ဒါ့အပြင် Maxen ကမွေထိုင်းနဲ့ကပောက်စင်ကမ္ဘာချန်ပီယံဆုကိုလည်း9ကြိမ်အထိကိုရရှိထားခဲ့သူဖြစ်ပါတယ်။ Bronica ကတော့ One Championship မှာ2ပွဲကစား2ပွဲနိုင်2ပွဲရှုံးရလက်ကိုထွက်ပေါ်ထားပါတယ်။ Maxen ကအတွေးကြုံပိုင်းရောအရေးတွေးပိုင်းရောကောင်းတဲ့ fighter မလို့ Bronica အတွက်လွယ်ကူတဲ့ပြိုင်ဘက်တူတော့မဟုတ်ပါဘူးခင်ဗျာ။